ကြုံဆုံးရလူလောကရဲ့အနေမြင်အတက်ချလူဆိုတာမကောက်ကြည့်ရအမြဲဆုံးမသူပါဟောငယ်တဲ့ကလေးဘဝကတွန်တင်လမ်းပြအမေဆိုတာလောကရဲ့ကြီးမြတ်သူပါမမေအဝေးဆုံးကကျွန်တော်ခေါ်နေတဲ့လေမမေအရင်ချစ်တယ်မပြောပြခဲ့တာကြပါလေမေအမြဲတမ်းမေချမ်းပါပါစေမေအမြဲတမ်းမေချမ်းသာပါစေအမြဲတမ်းမေတောင်းစုချွေစုတောင်းရင်မြိုင်ရင်ဝေးတာချစ်တဲ့တာမေမေနေကောင်းလို့ကြမ်းပါပါစေလာ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 ခါတလေမှာလူဘဝကအစင်မပြေမှုများတခါတလေမှာအမေရဲ့နာတာရှိခြင်းနာအတိမ်တွေလို့ရွှဲလွင်နေကျွန်တော်မေရဲ့တာဝေဒနာတွေအမြဲပေးလေခွင်လို့နေတာအမေအမြဲတမ်းမေချမ်းပါပါစေအမေအမြဲတမ်းမေချမ်းသာပါစေအမြဲတမ်းမေတောင်းစုချွေစုတောင်းရင်မြဲရင်ဝေးတာချစ်တဲ့တာမေမေနေကောင်းလို့ကြမ်းပါပါစေမမေအဝေးဆုံးကကျွန်တော်ခေါ်နေတဲ့လေမမေအရင်ချစ်တယ်မပြောပြခဲ့တာကြပါလေမေအမြဲတမ်းမေချမ်းပါပါစေမေအမြဲတမ်းမေချမ်းသာပါစေအမြဲတမ်းမေတောင်းစုချွေစုတောင်းရင်မြိုင်ရင်ဝေးတာချစ်တဲ့တာမေမေနေကောင်းလို့ကြမ်းပါပါစေမေအမြဲတမ်းမေချမ်းပါပါစေမေအမြဲတမ်းမေချမ်းသာပါစေအမြဲတမ်းမေတောင်းစုချွေစုတောင်းရင်မြဲရင်ဝေးတာချစ်တဲ့တာမေမေနေကောင်းလို့ကြမ်းပါပါစေLa